United ပြည်သက်အားလုံးပဲမင်္ဂလာပါညီကိုတွေအားလုံးကိုပြန်လည်ကြိုးလိုက်ပါတယ်ဒီဇာပင်နဲ့အကြောင်းနည်းနည်းလေးပြန်တက်လာတယ်ဗျာဒီနေ့နေ့မှာအခုဘယ်လိုဖော်ပြလဲဆိုတော့ညီကိုတွေဒီ2011နှုန်းကဟာတွေပါပြန်ပေါ်လာတယ်ဗျာ2011နှုန်းကဒီဇာပင်နေနဲ့က ESPN နဲ့ interview အစီအစဉ်မှာသူ့အနေနဲ့အခုလိုပြောကြားသွားခဲ့တယ်ညီကိုတွေသူကတော့ဘယ်လိုပြောမလဲဒီ England Premier League ကိုသူ့အနေနဲ့ကင်တွယ်ခြင်းနဲ့ကင်တွယ်သွားမယ်ဆိုပြီးသူ့အနေနဲ့ယုံကြည်နေရဆိုပြီးတော့အဲ့နော်သူပြောကြားခဲ့တယ်သူ့အနေနဲ့လည်းအမြဲတမ်းခံစားခဲ့ရပါတယ်ဆိုပြောကြားခဲ့တယ်ဗျအဲ့တော့ Manchester United အသင်းကဒီသူ့အနေနဲ့ကသူနီးပြလှုပ်ချင်တယ်ဒါကသူ့ရဲ့ class တစ်ခုဖြစ်တယ်ဆိုပြီးတော့ဖြစ်လာမှာပါဆိုပြီးသူကအဲ့နော်ပြောကြားသွားခဲ့တယ်ညီကိုတွေဒီ interview က2017လုံးကအရာပေါ့ဗျအဲ့တော့ဒီအခုဇာဗီနဲ့ပတ်သက်ပြီးသတင်းတွေကတက်နေကြတယ်ဗျဒီဇာဗီဟာ United အသင်းရဲ့နီးပြတဲ့အဖြစ်ကင်တွယ်ဖို့အတွက်သူ့အနေနဲ့ကတော့ဆန္ဒရှိတယ် United ကသူ့ချက်ချင်းကမ်းလှမ်းမယ်ဆိုရင်သူကချက်ချင်းလာဖို့သူ့အနေနဲ့အဆင်သင့်မဲ့ဆိုပြောကြားထားတဲ့သတင်းတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်ဘာကြီးဆက်ဖြစ်အောင်လဲဆိုတော့မသိသေးဘူးစောင့်ကြည့်အောင်ညီကိုတွေပြီးတော့ဒီမနေ့ကသတင်းတွေထွက်တယ်ဗျဒီ Crystal Palace ဒီနီးပြနဲ့သူ့ကိုလည်းခေါ်ဖို့ပြုဖို့ဘာဖြစ်တယ်ညာဖြစ်တဲ့သတင်းတွေအများကြီးပွားထားနေတော့တက်တယ်ဗျဒါပေမဲ့အခုဒီနေ့သူဖြည့်ရှင်းထားတဲ့အရာလေးကရိုးရှင်းပါတယ်ဒီသတင်းတွေဆိုတာကကောလာဟာလာသတင်းတွေပါဒါတွေကတော့ပုံမှန်တိုင်းပါပဲသူ့အနေနဲ့ကအခုချိန်မှာလုံးဝကိုတင်ရင်ပြီးတော့အသင်းနဲ့အတူတူဝန်ထမ်းနေနဲ့ဘာပဲရှိနေပါတယ်ဆိုပြီးတော့စူးစမ်းနေတယ်ဆိုပြီးတော့ပြောကြားသွားခဲ့ရအောင်တွေ့ရညီကိုတွေအဲ့တော့ကိုရီအသင်းကစာဂျင် Radcliffe တို့ကလည်းအခုချိန်မှာကနိပြအမိုရင်းကိုဆက်ထားဖို့အတွက်ဆန္ဒရှိနေရဖြစ်တော့တစ်ချက်တော့စောင့်ကြည့်သွားမှာဗျာဒီကနဦးသတင်းတွေအရဆိုတော့ညီကိုတို့ရေဘယ်လိုပြောမလဲဒီ Chelsea Bradford Sunderland ဒီသုံးတင်းနဲ့တွေ့ပြီးတဲ့အချိန်မှာရလက်ကောင်မထွက်ဘူးဆိုလို့ရှိရင်နိပြအမိုရင်းကိုဂျော်ဂျီပေါင်12တန်းပေးပြီးတော့အသင်းကနေထုတ်သွားဖို့ရှိတယ်ဆိုပြီးတော့တချို့သတင်းတွေမှာဖော်ပြထားရှိတယ်အဲ့တော့ကိုရီအသင်းကနီးပြအမွန်ရင်ကိုဆက်ထားခြင်းတာကဗာလေဒီပေါင်းဂျော်ဂျီ12တန်းပေးရမှာကြောက်လို့ပဲဆက်ထားခြင်းတာလားဒါမှမဟုတ်နီးပြအမွန်ရင်ရဲ့ system တွေကိုပဲယုံကြည်နေတာလားသူ့ရဲ့ system ကောင်းတယ်ပဲထားအောင်ကစားသမားရဲ့ quality နဲ့ကအဆင်မပြေကစားကွက်ကလည်းမပြောင်းဘူးတကယ်လို့မနေ့ကတော့ဒီ YouTube live မှာဒီ Fabrizio Romano ပြောသွားတာတခုရှိတယ်အကယ်၍ဒီနီးပြအမွန်ရင်ကသူ့ရဲ့ကစားကွက်ကိုပြောင်းမယ်ဆိုလို့ရှိရင်ဘယ်ချိန်မှပြောင်းမလဲဆိုလို့ရှိရင်သူ့စိတ်ထဲမှာကသူ့ရဲ့ system နဲ့လုံးဝမှကိုအစင်မပြေဘူးမကိုက်ညီဘူးလို့သူ့စိတ်ထဲမှာခံစားရပြီဆိုမှဒါလည်းဒီပြအမွေရင်ကကစားကွက်ပြောင်းပါတယ်ဗျာညီကိုတို့ဝါနာတာလိုက်တော့ဟဟလားတဘောတချင်နဲ့သူကပြောထားဒီစနစ်ပိုင်းကိုပြောင်းတာကိုလိုချင်နေဆိုရင်သူ့ကိုထုတ်မှာပဲရမယ်ဆိုတော့အဲ့တော့ကိုကြီးအတင်းကတော်တော်လေးကိုအခုချိန်မှာကဂျင်းနဲ့ချက်ထဲကိုရောက်နေပြီဘာကြီးဆက်ဖြုံလဲဆိုတော့မသိသေးဘူးညီကိုတို့အမြင်နဲ့ဘယ်လိုရှိကြလဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးတော့ရပါတယ်ဗျာအားပေးလို့တော့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျာ